မင်္ဂလာပါရှင်အခုကျမဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့စာရေးဆရာမကြီးဒေါ်ကြီးအေးရေးသားတဲ့ရွှေမျက်နှာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ရုပ်ရှင်မင်းသမီးမက်ခင်သက်အရာရှိကြီးတစ်ယောက်နဲ့ရပြီးရုပ်ရှင်နယ်မှထွက်ရမည့်အကြောင်းနှင့်ပတ်သက်၍တနေရာ၌လူ၃ယောက်စကားပြောသည်သတင်းတောက်ကဟုတ်တာပေါ့ဗျာဆက်လုပ်လို့ဂုံပြက်တာမပြက်တာထားသားတွေသမီးတွေရလာတော့တာဝန်ကျေနိုင်ပါမလားလင့်တာဝန်ကကိုနဲရမှာမဟုတ်ပဲကျွန်တော်ကတော့မိမဆိုမိမပြီးသားစီခြင်းနေမိမတယောက်ရဲ့ရည်မှန်းချက်ဟာမယားကောင်းနဲ့မိခင်ကောင်းဖြစ်ဖို့ဒါပဲဖြစ်ရမယ်မိမတယောက်အတွက်အိမ်နောက်ကိစ္စဟာပထမအရေးကြီးဆုံးပဲဖြစ်ရမယ်မိမဘဝရဲ့အမြူတွေကအချစ်မဟုတ်လားဗျာပကြီးဆရာကလင်းယူသားမွေးတယ်ဆိုတော့သူ့ရွရွကလေးနူးနူးကနှမျောစရာဖြစ်တာပေါ့အမတန်ပင်မတဲ့ကိစ္စလားဒါပေမဲ့သူ့ရဲ့မျက်နှာအမူအရာကတော့စိတ်ဝင်စားစရာတစ်မျိုးဖြစ်လာအောင်မယ်ဗျသူ့ခေါင်းပုံနေမနေဘူးကျွန်တော်ဆွဲဘူးတယ်သူဟာရုပ်ရှင်မင်းသမီးမို့ဘလို့ပဲအမူအရာတွေဆောင်ပြနေပေမဲ့လေတကယ်တော့တဲ့ရုပ်ရှင်မင်းသမီးဖြစ်ပေမဲ့မျက်နှာမှာပညာပါမဏိပါလာတဲ့အယောင်ကကောင်းကောင်းပေါ်နေတယ်ဗျဆိုလိုတာကအနုပညာတဲ့ရဲ့မာနကထင်းထင်းပေါ်တယ်ကျွန်တော်တို့ကတော့အမူအရာလောက်တတ်သူတူရဲ့လို့သိရတာပေါ့လေမက်ခင်သက်ကစိတ်ပြင်းပြင်းထန်ထန်လှုပ်ရှားသွားတာတွေကိုပုံဖော်နိုင်တယ်သူ့မျက်လုံးတွေကအခိုးငွေ့တစ်မျိုးထွက်နေသလိုနှက်ခမ်းကပုံအမျိုးမျိုးပြောင်းနိုင်တယ်နှာသီးကောင်းကအစာပါတယ်လှုပ်နိုင်တယ်သူ့ခေါင်းပုံကအမတန်ဆွဲရခက်တဲ့ခေါင်းပုံမျိုးပဲဒါပေမဲ့အသက်ရှိတဲ့ပုံပေးနိုင်တယ်စာရေးဆရာဟုတ်တယ်ဗျသူ့နေရာမှာတော့အထွတ်အထိပ်ရောက်နိုင်တဲ့မိန်းမပဲသူကခံစားမှုမှာသူမတူအောင်ထက်မြက်လို့ဗျသူအမူအရာလောက်တာတွေကပြင်းထန်တယ်အတွင်းကလာတာမျိုးပဲသူဟာဘာကြောင့်ဒီလိုလုံနိုင်တယ်လဲဆိုတော့သူ့ကိုယ်ကလည်းလူသားပုထုဇဉ်တရားအနေနဲ့လူဘဝမှာအကြီးကျယ်ဆုံးဆိုတဲ့အငိုစခန်းအကြီးစခန်းတွေမှာစုံအောင်စိုက်ခဲ့ဘူးတာမို့ပဲခတ်တိုးတိုးလေတံဖြစ်မသူတော်မတရားကြင့်ကြံတာခံရဘူးတဗျာသူကလေးသူဖျက်ရဘူးတဗျာရီးစားနဲ့လွဲခဲ့ရဘူးတဗျာရီးစားကသူ့အမေနဲ့ယူလို့မနာလိုဝင်တိုးဘူးတဗျာမချစ်တဲ့သူနဲ့လည်းယူဘူးတဗျာအဲ့ဒီလေးအိမ်ကလည်းနောက်လင်နဲ့ပြေးဘူးတဗျာအဲ့ဒီနောက်လင်ကိုတော့လင်းအိမ်ကထွက်တာနဲ့ကန်ထုတ်လိုက်တာပါပဲတဲ့စိုက်ကားလို့စီးတာပေါ့လာပေါ့လေပကြီးဆရာကဟုတ်ကဲ့လားဗျစာရေးဆရာဒါကလွန်ခဲ့တဲ့10နှစ်သူ့အသက်18နှစ်ကကိစ္စတွေပဲခင်ဗျာဘယ်သိပါမလဲခင်ဗျားတို့ကမြန်မာနိုင်ငံတဝမ်းမှာမက်ခင်သက်နဲ့ဟိုးကြော်လာမှဒီကလေးမကိုသိကြတာကိုဗျစင်စစ်တော့လွန်ခဲ့တဲ့10နှစ်ကလေးကသူဟာရုပ်ရှင်လောကထဲရောက်လာတာဗျဟိုကားဒီကားမှာမထင်မရှားနဲ့ပါနေတာနားတစ်ဖက်တစ်ချက်မှာမျက်နှာလောက်ပန်းမွင်ကြီးတွေပန်းပြီးလူရိုင်းမလုံနေတဲ့အခန်းကိုအမေဓမြောင်လေးပါးပါဇက်တဲ့ကိုက်ပြီးဒိုင်မန်တိုးတဲ့အခန်းတို့ဘာတို့တောင်လုပ်ခဲ့သေးတာပဲသတင်းတော့သူ့သတင်းကြားပုံချင်းတော့ခမားနဲ့ကျွန်တော်မတူဘူးဗျအေးဗျကျွန်တော်စဉ်းစားနေတယ်သူ့ပညာပါရမီဟာအဲ့ဒီ10နှစ်အတွင်းမှာမပြောင်းသေးလို့လားကြောက်ကောင်းမကောက်တတ်တဲ့ဒါရိုက်တာနဲ့တိုးနေရလို့လားအဲ့ဒီ10နှစ်အတွင်းမှာတော့အခုလိုကြော်ကြားမဲ့ရုပ်ရှင်မင်းသမီးကြီးတယောက်ဖြစ်လာမဲ့ပုံနဲ့မပေါ်ခဲ့ပါလားပကြီးဆရာကျွန်တော်ကသူ့ကိုအခုမှပေါ်တဲ့မင်းသမီးပဲထင်နေတာစာရေးဆရာဟာလွန်ခဲ့သော10နှစ်ကလေးကသူတမြောင်ကိုက်နေအငိမ့်သချင်းနဲ့အဆိုကနေတက်မဲ့မီမှန်သိတာပဲအမှုပညာသည်ဆိုတာလို့ယူလို့ဖြစ်လာတာမဟုတ်ဘူးမွေးကလေးကဖြစ်လာတာမက်ခင်သက်ဟာ6နှစ်သမီးကလေးတုန်းကလည်းရုပ်ရှင်မင်းသမီးပဲနောက်အသက်60ကျလည်းရုပ်ရှင်မင်းသမီးပဲသတင်းတော့ယောက်ျားယူသွားပြီဗျစာရေးဆရာယောက်ျားယူအိုင်ယာလန်ထီပေါက်သူဟာအမှုပညာသည်စစ်မှုသူ့ဇာတိဘယ်တော့မှမစွန်ဘူးဗျကျွန်တော်လောင်းရဲတယ်သတင်းသာနားထောင်နေဘယ်တော့သူ့လင်းနဲ့ကွဲမလဲပကြီးဆရာဟာဗျာခမရကလည်းယောက်ျားယူသွားတော့လေသူ့ဝါသနာကိုအစားထိုးစရာကိစ္စတွေပေါ်လာအောင်မှာပေါ့ဗျာယောက်ျားမှမဟုတ်ပဲ
သတင်းတော့မပေါ်လာရင်ဒီမိန်းမဘယ်တော့မှကောင်းစားမဲ့မိန်းမမဟုတ်ဘူးစာရေးဆရာအနုပညာတဲ့အဖို့ကောင်းစားတယ်မကောင်းစားဘူးလို့ဘာမှမရှိဘူးသူ့မှာမွေးကလေးကကဝေပညာဘူးပါလာတာဗျသူ့ဘဝတစ်ခုလုံးကသူ့ပညာအတွက်ဖြစ်လာတာအဲ့ဒီအတွက်သေဆိုသေးရှင်ဆိုရှင်ရမယ်မအေနဲ့သားလိုပဲသူ့ပညာပါရမီနဲ့ဟာတသွေးတဲ့ရောနေတယ်ခွဲလို့မရစကောင်းဘူးအနုပညာဆိုတာဘာလဲဗျပကြီးကားတစ်ချက်ဝတ္ထုတစ်ပုဒ်ကြပြတစ်ပုဒ်တချင်းတစ်ဆောင်ဟာအနုပညာတွေတို့ရဲ့သွေးသားကဖြစ်လာတဲ့ရင်းနှစ်သီးကြတက်တက်ဖြအသက်ဝင်လာအောင်ကိုယ့်အသက်သွေးနဲ့အစင်လောင်းရတယ်ဒီရင်းနှစ်သီးကြကိုမွေးပြီးဒီရင်းနှစ်သီးကြအတွက်အသက်ရှင်ရတယ်မွေးရင်ဖွားရင်မိတွင်းမှာဝေဒနာပြင်းပြလုံးလို့မခံရင်နိုင်လို့တရားလည်းရှိတယ်သတင်းတော့ဥမာဗျာစာရေးဆရာဥပမာလားဥပမာဆိုကျွန်တော်ဆွေမျိုးတွေကပါပဲကြောက်စစ်သမားလေးမောင်နေဝင်းပေါ့ပကြီးဆရာဟုတ်တယ်ဗျာအနုပညာသမားရဲ့ဘဝဝိညာဉ်တစ်ခုလုံးဟာသူ့ရဲ့ပကြီးကားကြပြစာပေရုပ်ထုမှာလုံးလုံးပုံပြီးခိုးတွယ်နေရတာပါပဲဒါကြောင့်ရာဇဝင်တွင်နဲ့လက်ရမြောက်ပစ္စည်းများကြတော့တစ်မျိုးထူးခြားလာမယ်အသက်ရှိလာတယ်သူ့သခင်ပညာသည်ရဲ့တစေပဲဝင်ပြီးခိုးနေသလိုစမ်းကြဲတာတွေလည်းတွေ့လာရတယ်ဗျကျွန်တော်တွေ့ဘူးတဲ့ရှေးမြန်မာပကြီးကားတစ်ချက်ဟာတစေ6တဗျသူ့ကိုဘယ်နေရာရွှေ့ထားတဲ့နေရာမှာတစေ6တာပဲကျွန်တော်တွေ့ရတော့ငါဘာမှမသိသေးခင်ကိုကြက်သိမ်းသိပ်ထားတယ်မြန်မာစစ်သားတယောက်ရဲ့ပုံပါပဲသတင်းတော့ကိုယ်တိုင်စမ်းကြည့်ကျင်လာတဲ့ဗျာစာရေးဆရာဟာကျွန်တော်ပြောတဲ့မောင်နေဝင်းရဲ့ရုပ်ထုကလည်းအဲ့ဒီလိုဆန်ဆန်ပဲဥတည်နယ်နှမရွှေမျက်နှာနဲ့ရုပ်ပုံပြထုံးစံကစင်နှမရုပ်ကိုခုန်ခံပြီးဘလူးရုပ်ကိုအပေါ်ကစင်နေအဲ့ဒီအပေါ်မှာမှရွှေမျက်နှာနဲ့ကမတ်တရက်ဟန်နဲ့ညာဘက်ကကျစုသီးကင်နေပုံမဟုတ်လားဗျအေးလီစာကဒီလိုဆိုတာပါပဲကျုပ်လည်းတေးသေးချာချာတော့မမြင်ဘူးပါဘူးပုတ်ပါလည်းမရောက်ဘူးပါဘူးဒါပေမဲ့ကျုပ်ပြောချင်တာကမောင်နေဝင်းရဲ့ရုပ်ထုကြတော့စာဆိုအတိုင်းမဟုတ်ဘူးဗျသူ့ဘာသာစိတ်ကူးရင်ပြီးတမျိုးထူးခြားတဲ့သူ့ကိုယ်ပိုင်မူဗျပကြီးဆရာခမည်းမြင်ခဲ့ရသလားစာရေးဆရာမြင်ရပြီလားပုံကစိတ်လက်မှန်ပါလှုပ်ရှားနေစေကိုဖြက်ခနဲ့အချက်ကောင်းယူလိုက်တဲ့ပုံလိုမပိမပြက်ပြင်းထန်တဲ့ဟန်အမူအရာနဲ့ကိုဗျညာလက်ကိုမြှောက်ချပြီးဆန်ထားတယ်ခေါင်းကနောက်ကိုပစ်ပြီးမော့နေတယ်ဘဲလက်ကရှေ့ကိုလှမ်းနေသည်ဗျခြုံပြောရရင်ကိုအမတန်ချစ်ခင်မြတ်နိုးတဲ့သူထံကအတင်းခွဲဆွဲခေါ်ခဲ့လို့လေပြန်တန်းတာရင်ကအာမတန်လို့ပါသွားရပုံပဲပေါ့မောင်တင်တယ်ကိုဖိုးကျင်ထိုးသက်စေမိတဲ့ခုံစင်းမဲ့အကျန်အတင်းဝိုင်းဆွဲလို့ပြန်ပါလာရပုံကိုအတိပဲပြန်မယ်ဆိုလဲဖြစ်တယ်လीစားလို့ရအားဖြင့်မျက်နာသာပြန်ပါလာတယ်မဟုတ်လားမျက်နာမှာပေါ်နေတဲ့အမူအရာကတော့အံ့ဩစရာကြက်သိမ်းထားစရာကောင်းပါပြီဗျာကြောက်စစ်သမားဟာဒီ18လက်မလောက်ရှိတဲ့ရုပ်ထုလေးမှာဒီလိုအသက်ပါတဲ့မင်းနိုင်ပွေရာမရှိတဲ့ဘဝဖြစ်စဉ်တစ်ခုကိုဝင်အောင်တွင်းထားနိုင်တယ်ဆိုတာများယုံနိုင်စရာကိုမရှိပါဘူးဗျာရုပ်ထုကထမိန်အနာတွန့်ပုံအောင်သူနည်းနဲ့သူတက်တက်မှုကြောက်စစ်သမားရဲ့ကိုယ်ပိုင်မူသူမတူတဲ့လေတစ်မျိုးလဲလို့ဆိုနိုင်ပါတယ်သတင်းတော့အဲ့ဒီကြောက်ရုပ်ကလည်းတစေ6တဲ့လားစာရေးဆရာဒီလိုဗျာကြောက်ရုံမှာမျက်လုံးများထူးခြားပုံကကြောက်ဖို့တောင်ကောင်းတယ်မျက်လုံးထဲမှာချစ်ချင်းမြတ်တာခြောက်ခြားကြောက်လန့်ခြင်းပြီးတော့စိတ်ဒုက္ခကြီးသူတို့ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့အပြည့်ပဲဆိုပါတော့အဲ့ဒီမျက်လုံးတွေကြောင့်ပဲကြောက်ရုပ်ဟာအသက်ရှိသတ္တဝါတူရဲ့လို့ယုံကျင်လောက်အောင်ဖြစ်ရတယ်ကြောက်ရုပ်ကိုပတ်ကြည့်သူ့ဘေးနောက်ဖက်ရောက်သွားပေမဲ့ကြောက်ရုပ်ကသိမြင်တယ်မျက်လုံးတွေလှည့်ပြီးလိုက်ကြည့်ရဲ့လို့ခံစားရတယ်ဗျသတင်းတော့ဒီလောက်တောင်စွမ်းသလားစာရေးဆရာမစွမ်းပဲရှိမလားဗျာဒီကြောက်ရုပ်ဟာမောင်နေဝင်းရဲ့အသက်နဲ့လဲပြီးထုခဲ့ရတာလားသတင်းတော့
ဒီကြောက်ရွံ့ထုတာနဲ့တေးရရှာတယ်လားစာရေးဆရာဒီလိုရဲလဲမဟုတ်ပါဘူးဒါပေမဲ့ကြောက်ရွံ့ကတော့မောင်နေဝင်းရဲ့အသက်မောင်နေဝင်းရဲ့ဘဝပါပဲဒီကြောက်ရွံ့ကိုထုဖို့ပဲသူ့ဘဝအတွက်အခက်များစွာမှာဆင်းလာရတယ်ဒီကြောက်ရွံ့ကိုသူ့ရဲ့စိတ်ဒုက္ခဒုက္ခကိုယ့်ရဲ့ဒုက္ခဒုက္ခတွေနဲ့အရင်ထည့်သွင်းမြုပ်နှံပြီးထုထားရတာဒီရုပ်ထုပြီးတာနဲ့သူဟာတေတော့တာပဲဆိုပါတော့တေရတော့မှာပါပဲသူ့မှာဆက်နေစရာလည်းမကြံဘူးတကယ်လေးရှာမတွေ့အောင်ကွဲပြောက်သွားခဲ့တယ်လေထို့နောက်စာရေးဆရာသည်သူ၏အဖိုးလေးတော်သည်ဆိုသောကြောက်စစ်သမားမောင်နေဝင်းနှင့်သူ၏ကြောက်ရွံ့အကြောင်းပြောပြသည်သတင်းတောက်၏နှုတ်ခမ်းတောင်း၌အပြုံးများတန်းသည်အကြောင်းကသူသည်မကြသေးခင်ကစာရေးဆရာပြောပြမိပုံမြင်ကိုလင်းယူတန်ရေးသည့်တရဝတ္ထုတို့များအမည်ရှိစာအုပ်၌ဖတ်ခဲ့ပြီးရပြီသို့သောသူသည်စာရေးဆရာ၏ဖွင့်နှက်တတ်သောတတ္တိကိုအံ့ဩစမြဲမှုယခုလည်းအံ့ဩလိုသဖြင့်အနှောက်အယှက်မပြုဘဲနားထောင်နေလိုက်သည်ပကြီးဆရာကမူဝမ်းတွင်း၌တနေ့သောဤလိုအစွမ်းထက်သောပကြီးကားတစ်ချက်ကိုနှလုံးသွေးဖြင့်ချေရေးနိုင်စေလို၏ဟုဆုတောင်းနေစေမျက်လုံးအိမ်၌မျက်ရည်ဝေနေသည်စာရေးဆရာကမူမိသူကိုမှဂယုတစိုက်မကြည့်ပဲသူတို့ဦးထဲပင်ရှိသလိုအပူတပြင်းစိတ်မှန်ကြီးစွာပြောလေသည်ဤပုံမြင်ကိုတေလူစဲတီလာရှင်တစ်ပါး၏နှုတ်မှပြောခဲ့သည်လွန်ခဲ့သောအနှစ်တရာခန့်ကတီလာရှင်သည်ရွှေမဲဖြူအမည်ရှိပျိုရွယ်ပျော်ရွှင်သောမင်းသမီးကြီးသမီးဖြစ်သည်ခြံကြီးဝင်းကြီးနှင့်နေပြီးဖအေ၏အရေးပေးချစ်ခင်ခြင်းကိုခံရသည်စင်စစ်သူဖခင်သည်တရားစီရင်ရာ၌အလွန်တင်းမာသောတရားသူကြီးသည်ထုံးစံတိုင်းပင်တစ်တမင်ကောင်းသောငှက်တစ်တောင်းနာရသည်ဖအေ၏ဆွေမျိုးများသည်စုဝေးရောက်လာပြီးပညာရှိသူများကအစိုးရအမှုထမ်းများဖြစ်ကုန်ပြီးပညာမရှိသူများကအခိုင်းအစေဖြင့်အိမ်ကြီးမှချွေရန်နေလာကြသည်တနေ့သောတူဝင်းကမောင်နေဝင်းရောက်လာ၏16နှစ်ရွယ်ဖြိုးဖြိုးဖြက်ဖြက်အငြိမ်မနေတတ်သောညံထက်မြက်ဟန်ရှိသည့်တငယ်သည်သူသည်အရက်ရှည်၍တောမှမွေ၍တောမှကြီးသည်နှင့်မစီလျော်အောင်နုနယ်သွေပြောင်းသောလက်ချောင်းများရှိသည်ရောက်စမှအာကိုလောက်เสียရှိလျာရွှေမဲဖြူ၏မိခင်ကသူ့ကိုဧည့်သည်များဧည့်ခံပြုစုသည့်ဘက်၌အသုံးချမိဟုရည်စူးသည်မောင်နေဝင်းသည်စာတော့ကောင်းစွာမရေးတတ်မဖတ်တတ်ပေသို့သောသတင်းပတ်အနှင်းငယ်ကြားလျင်ပင်တငယ်ဤသူများနှင့်မတူသောဓလေ့ရှိပုံပြောရဆိုရခက်ပုံကိုတွေ့လာရသည်မောင်နေဝင်းသည်ကျိုးနွံသောအစီကံမဟုတ်သူတာဝန်ကိုလည်းမေ့မေ့လျော့ရှိသည်မုတ်တာလှုပ်လို့စူပူပြန်တော့လည်းမခံလိုတတ်ထို့ကြောင့်ရွှေမဲဖြူ၏မိခင်သည်နောက်ဆုံး၌သူ့ကိုပန်းဝရင်၌ခိုင်းစေရန်ကိုပဲနေရာချလိုက်သည်တငယ်ကလည်းစိတ်ချမ်းသာဟန်ရှိသည်မောင်နေဝင်းသည်နှမဝင်းခွဲရွှေမဲဖြူထက်တစ်နှစ်မြကြီးပြီးကလေးဘဝအရွယ်မှုတယောက်နှင့်တယောက်တွေ့ဆုံခွင့်ရသည်ရီမောစကားပြောကြရသည်မောင်နေဝင်းကတောရွာ၏ပုံမြင်ကလေးများပါလာသမျှကိုပြောပြသည်ကိုရွှေမဲဖြူကနှစ်လိုဝမ်းသာနားထောင်ရှာသည်မောင်နေဝင်းသည်ပန်းဝရင်အတွင်းရှိတစ်ပင်ပန်းမာလာများနှင့်နေကဩဃာတလောကကိုသူအခုဖန်ဆင်းလိုက်သည့်ပမာလေချွန်ကလန်းသလားကဖြင့်ပျော်ရွှင်လက်နေသည်သူသည်သင်ပြသောပညာကိုတက်မြောက်ဖို့ရာမွေးဖွားလာသူမဟုတ်သူစိတ်ကူးကစိတ်ခိုင်းရာကိုဖန်တီးတီထွင်ဖို့လာသူအလုပ်ရှိသည်သူတယောက်တည်းနေရလျင်အံ့ဩစရာကိစ္စတွေကိုလုပ်နိုင်သည်ဆရာမပါဘဲပကြီးကောင်းစွာရေးချဲတတ်ပြီးအားလျင်စမ်းကြဲသောမိအိမ်ကလေးများလုပ်နေတတ်သည်ရှင်စေးဖြင့်အသက်ရှိသည်ဟုထင်ရသောတလိษံယုံများပြုလုပ်သည်အသက်18နှစ်ပြည့်လျင်တော့မောင်နေဝင်းသည်လူကြီးများအတွက်ဘလို့မှသုံးမရသောအဖြစ်ကိုပြသည်ရွှေမဲဖြူကသူ့ကိုနှစ်သက်မဆုံးဘာကြောင့်ဖြစ်သည်ကိုလည်းကလေးမကိုယ်တိုင်ကရှင်းမပြတတ်မောင်နေဝင်းသည်တခြားသူများနှင့်မတူကရုပ်ရည်ချုံးမောတာတော့ပြောစရာရှိသည်လူချစ်ခင်တတ်သောအမူအရာကလည်းသူ့မှာရှိရာရွှေမဲဖြူဖခင်ကလွဲ၍တိမ်တောင်လုံးကနှစ်လိုကြသည်မောင်နေဝင်းနှင့်မက်မဲဖြူတို့ကိုမောင်နှမကလည်းတဖြည်းဖြည်းရင်းနှီးလာကြသည်သို့သောဆွေမျိုးချင်းမှုလင်မယားအရာမြောက်နေခွင့်မရသည်မှာတေးကြသည်
တနေ့တော့မောင်နေဝင်းသည်ပညာသင်သွားမည်ရဲ့ဟုကြောညာ၏သူသည်ကျောက်စစ်သမားတယောက်ထံတပည့်ခံလို၏ရွှေမယ်ဖြူမိခင်သည်သမီးနှင့်ခုတလောအတွေ့များနေသောမောင်နေဝင်းအခုလိုခီးသွားတော့မည်ဆိုတော့ဝမ်းမနေသို့တော်မောင်နေဝင်းသည်နှေခင်းသာအလုပ်သွားကညစဉ်မှန်မဲ့အိမ်ကိုပြန်ယူမကနှမရွှေမယ်ဖြူအဖို့လေပြောเสียအကြောင်းချင်းရာကပိုလို့ပင်များပြားလာရသည်ထိုအခါမိခင်ဖြစ်သူသည်ရွှေမယ်ဖြူကိုပြောရဆိုရသည်မောင်နှမချင်းပင်အရွယ်ရောက်လာရင်တိတ်နီးနီးဆက်ဆက်နေလို့မကောင်းဘူးအေးရွှေမယ်ဖြူသည်ထိုစကားဆမှတမြင်တန်းဆက်ရှည်တွေးเสียဖြစ်လာတော့သည်အရင်တုန်းကတော့သူသည်မောင်နေဝင်းကိုချစ်ကြိုက်နေခဲ့ပါသလားဟုမရိပ်စားမိခဲ့ချေထိုညမှာဥယျာဉ်ထဲ၌မောင်နှမနှစ်ယောက်တွေ့ကြပြန်သည်ရရောင်တဲရှိကြောက်ခုံကလေးများပေါ်တွင်ထိုင်ရင်းရွှေမယ်ဖြူကမျက်နှာလေးနီနေသည်အကိုနေဝင်း၏အမေကကျမကိုအကိုနဲ့တိတ်ပြီးမတွေးနဲ့တော့လို့ပြောတယ်အေးတို့ဟာအရွယ်ရောက်လာပြီရွှေမယ်ဖြူကခေါင်းငုံကအဲ့ဒီတော့ဘာဖြစ်သလဲဟုသူ့ဘာသာလိုပင်ပြောလေသည်မောင်နေဝင်းသည်ရွှေမယ်ဖြူခါလေးကိုလက်တစ်ဖက်ဖြင့်ရှို၍ဖက်ရင်ဘာဖြစ်သလဲဆိုတော့မင်းကလေးဟာတနေ့တက်တနေ့ဆွဲမက်เสียကောင်းလာတာပေါ့ငါမှတနေ့မမြင်ရမနေနိုင်ဖြစ်ရတာပေါ့မင်းကလေးနဲ့ဒါနေရရင်ပျော်သလောက်မင်းရဲ့ကိုယ်ရာကိုရောက်ရင်ဝမ်းနေရညှို့ငယ်ရတာပေါ့ကလေးမကတပြင်းချကခုကောပျော်နေတယ်ပေါ့လေအေးလောကကြီးကကူကပျော်စရာကောင်းလာတာပါပဲရွှေမယ်ဖြူမင်းနဲ့ငါဟာနှက်ဖက်တာပါပဲကွယ်ကျမကိုယူလို့မရဘူးမဟုတ်လားမကြခင်မဲ့အမေတို့ကကျမကိုလင်းပေးစားအောင်ပါဒီလိုမပြောနဲ့ပါကောမပြောပါနဲ့ကွာအကိုတိအောင်ပြောပြရတာမောင်နေဝင်းဒီကလေးမကိုပွေဖက်ကငါတိတာကဟောတာပါပဲမိုးနဲ့မြေကြီးစတီကလေးကမင်းဟာငါအဖို့ငါဟာမင်းဖို့လို့ပြားလေးရှိပြီးသားဒီတော့ဘယ်နည်းနဲ့မှမင်းကိုလက်လွတ်မခံနိုင်ဘူးမေဖြူရီမင်းကိုချစ်တာဟာဘယ်နည်းနဲ့မှငါအမှားလုံးမိတာမဟုတ်နိုင်ဘူးရွှေမေဖြူသည်သူ့လက်ထွင်းမှလွတ်ထွက်ကသူ့အခန်းသို့တက်ပြေးသည်အစိမ့်သက်သက်ကလေးတို့၏နိုးထလာသောအချစ်သည်ကြောက်စရာကောင်းလာသည်အထူးသဖြင့်လိုရာမရနိုင်သောအချစ်သည်ပြင်းထန်စမြဲပင်တညာလုံးရွှေမေဖြူနိုးနေသည်ထိုညကစပြီးသူတို့၏ဖြစ်စဉ်တရလုံးအကြီးအကျယ်ပြောင်းလဲသည်လိုကြလာသောအချစ်ကိုရဆိုင်ဖြစ်ဖို့ကြိုးစားလေလေအချစ်၏ကြီးမားသောတကိုးအာဏာအောက်ကမယုံထွက်နိုင်လေလေတည်တယောက်နှင့်တယောက်မတွေ့ဘဲနေနိုင်ဖို့ကြိုးစားကြပါ၏သုံးရက်မြနေပြီးကလေးမသည်အဆွဲကျိုးသောမွေလိုမန်ချကလာရသည်လျှို့ဝှက်တွေ့ဆုံခြင်းဖြင့်သူတို့၏အချစ်သည်ပို၍မခံမရနိုင်စရာဖြစ်လာရသည်တနေ့မှရမက်ပြင်းပြခြင်းတနာချစ်ခင်ခြင်းခဏကွဲကွာခြင်းတစ္ဆာအသည့်တိုင်တဲခြင်းတို့ဖြင့်မျက်ရည်ပမာငန်ခါတလဲနန်းရှုံခြင်းပမာချိုးများတလဲတို့ဖြင့်အချိန်ကုန်ရ၏နောက်ဆုံးတော့သူတို့သည်သူတို့ဘလို့မှမတက်နိုင်တော့တကိုးအားအင်အားတဲ့ဤတရက်အောင်၌ကြားရောက်နေသည်ကိုသာသိရသည်သူတို့မှာအစီအစဉ်လည်းမရှိရှေ့ုံသာသိသည်ထုံးတဲ့ဆင်လာအတိုင်းပင်ရွှေမယ်ဖြူမိဘများသည်တမန်လောင်းများတယောက်ပြီးတယောက်ရွေးစေကလေးမကအကုန်လုံးကိုညှင်းပယ်သည်အိမ်အောင်ပြုကျင်စိတ်မရှိကြောင်းတောင်ပြသည်မိခင်ဖြစ်သူကအမတန်မှတုံးလုံးချောက်ချားသွားကမှန်တော်လေသမီးကလေးတယောက်တည်းမှမခွဲရသည့်စိတ်ကလည်းရှိသဖြင့်အလင်းမလွှားကြည်မောင်နေဝင်းကမူကြောက်စစ်ထုလုပ်ခြင်းအတန်း၌သူပါရမီပါလာသည်ကိုမြင်သည်အနုပညာတဲ့အဖြစ်မွေးဖွားလာသူမှုတခဏအတွင်းမှာအတတ်ပညာပြောင်မြောက်လာသည်ကြောက်စစ်ထုလို့ရတာလဲကြိုက်သည်အမောတကောပင်အသေးအဖွဲကအစအပြစ်မြူကြီးရှာမရအောင်ထုလို့ရမှကျင်းတတ်သည်သူ့ဆရာကပင်ရင်သက်ရလေသည်သူအလုံးလုံးသောကြောက်စစ်ပပုဆိုင်၌ဝဲသူများလာသည်တနေ့တော့ရွှေမယ်ဖြူဤဖခင်ကဘရင်မင်းမြတ်သို့လက်ဆောင်ဆက်ရန်မြန်မာနရုတ်တရုတ်ထုလိုသည်မောင်နေဝင်းသည်မင်းမဟာဂီရီနဲ့ဤနှမတော်ရွှေမျက်နှာနရုတ်ကိုရှေးစာမှုအတိုင်းကြာစုသည့်ကင်ဟန်ဘလူးစင်သောစင်နက်မခုန်ခံနှင့်ထုသည်တို့ရတွင်နရုတ်မှအလွန်လှပကြော်ရှိုံမကထူးခြားချက်တစ်ခုပါသည်နရုတ်ဤနေရွယ်ဖျားလေးများမှာသွေးကြောကလေးများပင်ရှင်ဆဲရှိသည့်ပမာ
ပါလျာပျော့ပြောင်းလျက်ရှိနေပြီးလှုပ်ရှားလည်ပတ်နေသောနှထောင်းအရှင်ကိုတတ်ထားရာကဘာပေါ်၌ဒီမြလှပအသက်ဝင်သောရွှေမျက်နှာနှဲရုပ်ဟုမရှိနိုင်လောက်အောင်မြင်ဖြစ်သည်နှဲရုပ်၏မျက်နှာကတော့ရွှေမယ်ဖြူနှင့်တူသည်မောင်နေဝင်းသည်ကြောက်စစ်သမားမောင်နေဝင်းရဲ့လို့နာမည်တစ်လုံးရလာသည်နေချင်းညချင်းကြော်ကြားလာသည်သို့သောရွှေမယ်ဖြူနှင့်ကင်း၍ကြော်ကြားခြင်းကိုလည်းအလိုမရှိနိုင်အလုံး၌စိတ်ဝင်စားခြင်းမရှိပြန်ချေမလဲနိုင်အောင်အလုတ်လာအပ်သူများကိုလက်မခံနိုင်ချေရွှေမယ်ဖြူလည်း20ကျော်လာကမိဘများ၌ရီမန်းပြီးသူရှိပြီးခက်ဝင်ပစ္စည်းများတင်ပြီးမျောလင်းချက်ကင်းသည့်အစုံ၌ချစ်သူနှစ်ဦးထွက်ပြေးရန်သာကြံရသည်မောင်နေဝင်းကကျောက်စစ်ပညာဖြင့်အသက်မွေးနိုင်ပြီးရွှေမယ်ဖြူကလက်ဝတ်လက်စားကလေးများယူခဲ့မည်ဝေးရသို့လွတ်အောင်ပြေးလျင်ပေါင်းကြရမည်ထင်သည်သို့သောတညက်နေမှောင်တီချိန်၌ဥယျာဉ်နောက်ပေါင်းရန်နှစ်ဦးသားပြေးစေအစီအပါအဖိုးကြီးတယောက်ကမိသည်မောင်နေဝင်းသည်တွန်းယုံနှင့်မလွတ်သည့်အဖိုးကြီးကိုအာရင်နှင့်ထိုးသက်ရာအဖိုးကြီးသည်လဲကြကကြောက်စွန်းနှင့်ခေါင်းရိုက်၍သေးလေသည်သူတို့လည်းကြောက်လန့်နေကြပြေးကြသည်မိုးလင်းသောသမီးလင်နောက်လိုက်ပြေးသည့်အမှုကိုတင်နေသောအဖိုးကြီးနှင့်တကွမြင်ရသည်ချစ်သူနှစ်ဦး၏အစအနာကိုတော့အပြောက်မြေကြရှာမရမြို့စားမင်းသည်ကဘာမြေကိုလှန်၍ရှာကတရားခံကိုတရားစီရင်အံဟုတစ္ဆာကြီးစွာဆိုလေသည်ချစ်သူနှစ်ဦးကမူဇနပုတ်ကလေးများ၌သာရန်နာဝင်ကအထက်သို့ပြေးသည်မောင်နေဝင်းကမူအထက်အရဲ၌ထုစစ်၍ကောင်းသောကြောင်မျိုးရှိသည်ကိုစိတ်၌တညာမပြတ်ထားသည်ဒီအလုတ်ကိုပြန်လို့အောင်မလို့လားကိုရဲ့အကိုလက်ရကသူတကာနဲ့မတူတော့မကြခင်ပြန်ပြီးသွားမှမကြောက်ဘူးလားရွှေမယ်ပြူကစိုးရင်မကင်းပြောသည်ကြောက်စစ်စားမလို့ပဲယူရထားတာမဟုတ်လားမောင်နေဝင်းကပြောသည်ဒါကအဖိုးကြီးမသေးခင်ကစဉ်းစားထားတာပါပဲခုတော့သူ့ကိုတတ်တယ်လို့လည်းဖြစ်နေပြီမဟုတ်လားအကိုတခြားအလုပ်ကိုပြောင်းမလုပ်နိုင်ဘူးလားယင်မိယုံငယ်လေးတွေရှင်စေးရုပ်ကလေးတွေလည်းလုပ်ခဲ့တာမျိုးလေငါကကြောက်စစ်အတက်နဲ့နာမည်ရပြီးသားရွှေမယ်ဖြူရဲ့အဲ့ဒါကြောင့်ဒုက္ခဖြစ်နေရတာပေါ့ပူစရာရှိမယ်မထင်ပါဘူးကွယ်ဒီနေရာကမင်းအဖေနဲ့မိုင်းတစ်ထောင်မကဝေးတာပဲတို့ကိုဘယ်သူမှမသိနိုင်ပါဘူးဒီလိုဆိုလဲလုပ်လေဒါပေမဲ့အကိုလက်စွမ်းကတော့မဖော်နဲ့လေပတ်စံရယုံလေးသာရှော့လို့ပါအကိုရဲ့မောင်နေဝင်းကမူနှကန်းကိုကြိုက်ပြီးသားနေလေသည်ဒီလိုပဲအခြားသောရာထောင်မကသောကြောက်စစ်သမားတို့လှုပ်ကြသလိုတာမန်ရုပ်ထုကလေးများကိုမထင်မရှားထုပြီးသားနေရတော့မည်လားကိုပညာကိုပဲကိုကတက်ရမည်လားကိုပညာဤအသက်ကိုပဲခံရမည်လားဒါကို तू မစင်စားမိခဲ့ဇနီးတဲ့ကလေးဤပူပန်မှုမှလည်းအတိတ်ပဲရှိသည်သူသည်လင်းတဲ့အဖို့ပတ်စံရပြီးရောလှုပ်သည့်အပေါ်စားအလုပ်ကိုလှုပ်ဖို့ရာအမတန်ဝန်လေးသည်ကိုလည်းတီးနာလေသည်သူတို့ပြေးလာစဉ်ကတည်းကကြောက်ကောင်းပေါ်သောဤရဲသို့ရအောင်မတိမမြင်နိုင်သောထူးဆန်းသောအင်အားကြီးတစ်ရက်ကသူ့လင်တဲ့ကိုဆွဲခေါ်ညှို့ရင်ခဲ့သည်ဟုရိပ်မိခဲ့သည်ရွှေမယ်ပြူသည်လင်းတဲ့ကိုသွေးဆောင်ရပြန်သည်သူတို့သည်ရွန်းနယ်များလှုပ်ကြမည်ရွန်းနယ်သည်အစမ်းအကျယ်များကိုလက်ရပြောင်များစွာလည်းလှုပ်ခွင့်ရမည်လူသူလည်းရိပ်မိခြင်းမှရိပ်မိနိုင်မည်မောင်နေဝင်းကမူနားမထောင်ချေရွန်းနယ်ကိုလည်းသူများတွေငါလုံမှန်းသိလောက်အောင်ပဲလုပ်မှာပဲမင်းတကယ်ပဲငါ့ကိုအပေါ်စားတွေနေပဲပြီးစေချင်တာလားကွယ်ဒီမှာနေသမျှတော့ကြောက်စစ်နေလေကိစ္စမရှိတန်ကောင်းပါဘူးကွာစိတ်ပူသည်ဒီလိုနဲ့ပဲအလျှော့ပေးရသည်ဒီလိုဆိုရလဲနာမည်ကျော်ပြီးလူသိများအောင်တော့မလုပ်ပါနဲ့အကိုရဲ့ကျမကိုငဲ့ပါအောင်ကျမတို့ဟာသူများနဲ့မတူဘူးရာဇဝတ်မှုနဲ့ပြေးလာကြရတာမဟုတ်လားအကိုကိုလူသိများလာရင်ကျမတို့ပျက်စီးမှာပဲဒီလိုပြောနေလေလင်းသေးကတော့သူ့လက်များသာတက်နိုင်သည့်အကောင်းဆုံးအသက်ရဆုံးပစ္စည်းကလွဲ၍ဘာလို့ရရမှကျင်းနေမည်မဟုတ်သူ၏အလှကိုမြင်တတ်သောတတ္တိစိုးစရာမရှိအောင်ချောမောပြေဆုံးခြင်းကိုကြိုက်ခြင်းသူ့လက်ရနိုင်ဂုံတက်ခြင်းကြောက်ဖြင့်သာထုလုပ်လိုခြင်းဒီအာယုံများပြင်းထန်နေသည့်မောင်နေဝင်းအဖို့တကယ်ထွက်ပြေးလွတ်မြောက်ရန်မှာမင်းမှုရန်များထမ်းမှမဟုတ်သူကိုယ်ပိုင်အာယုံများမှသာဖြစ်သည်သူ့ရဲ့ဝမ်းနည်းစရာကောင်းသောအဖြစ်ကိုသူ့ဘာသာသိမြင်သည်စ
ဇနီးသည်ဤလက်ဝတ်လက်စားကလေးများကိုထုခွဲခြင်းဖြင့်မောင်နေဝင်းသည်ကြောက်မြတ်ရိုင်များကိုဝယ်ယူပြီးဆိုင်ကလေးဖွင့်သည်ဇနီးသည်ကဘေးမှစောင့်ကြည့်ကတောင်းပန်စေမောင်နေဝင်းကလည်းမချီပြုံးပြုံးကကြောင်ရိုင်းများမှနဂက်နှဆွဲကလေးများသွေးယူသည်သူကတော့ကြောက်စိမ့်အကာသာဖြူဖြူကိုသာရုတ်ထုထုလိုသည်တခါတည်းရင်တော့အမတန်လှပ၍သူ့လက်များကဖန်တီးနိုင်သောဥပမာရှမ်းစည်းသည်လိုမြောက်ကလေးခိုးရခူးနေပုံရုတ်ထုကလေးများလုံနိုင်လျက်နှင့်ထိုကြောက်သားကိုဖျက်တောက်ကတာမန်နဂက်နှဆွဲများလုပ်ပြရသည်မှာနှမျောစရာပဲတို့လျင်ပထမတော့တိတ်တခိုးပင်စိတ်မတိုးမတတ်နှင့်သူ့စိတ်ကူးတဲ့ကိုပိုင်ရုပ်ပုံကလေးများကိုထုသည်ထုပြီးပြန်တော့ရောင်မလောက်ဖြစ်ကအမြဲစွန်းလဲအင်မတန်ဖြစ်သည်အချစ်ကျမတော့စိတ်သိပ်ပူတာပဲဒီလိုနဲ့ပဲလူသိများလာတော့မှာပဲခုကျမမှာကလေးရှိနေပြီအဲ့ဒါကိုလည်းငဲပါအောင်ကလေးရရမယ်ဟုတ်လားဟာတို့ကနည်းနည်းရမဟုတ်ပါလားအေးရမအိမ်အောင်စုကြီးပါလားဟိဇနီးတဲ့၏အပူကိုနန်းရွှတ်ပွတ်တိုက်ခြေဖြတ်လိုက်သည်တစ်နှစ်မြကြာတော့မောင်နေဝင်း၏ရုပ်ထုများမှကြော်ကြားလာသည်သူတို့နေရက်သည်ပင်ရုပ်ထုကောင်းများထွက်ရာအရက်သို့ကြော်ကြားကမြို့တော်သို့စုံစင်းလာသူခရီးသည်တို့ခဏဝင်ခို၍အဖိုးရန်လက်ဆောင်ဝေချမ်းရအရက်တစ်ခုဖြစ်လာသည်တနေ့တော့ဝယ်သူတယောက်ကစကားမဆက်မေးသည်မှာခမရမျိုးစားမင်းရဲ့တူမောင်နေဝင်းမဟုတ်လားမောင်နေဝင်းကညင်းသည်သူသည်မြို့တော်သို့ပင်တစ်ခါမှမရောက်ဘူးပါထိုသူထွက်သွားတော့စောစောကချောင်းကြည့်နေသူရွှေမယ်ဖြူကသူဟာအဖေယုံကအတွင်းဝင်ပဲဟုပြောပြသည်မောင်နေဝင်း၏ရုပ်ထုများသည်ဇာတိကိုဖော်ပြီးနောက်တစ်နေ့၌ထိုသူရောက်လာပြန်သောမောင်နေဝင်းကခမည်းဘာတွေပြောနေရလဲဟုမသိကျင်အောင်ဆောင်၍ပြောသည်မသိရင်လည်းပြောပြရတာပေါ့ဗျာမျိုးစားမင်းရဲ့တူမောင်နေဝင်းဆိုတာလူတက်မှုသမီးကိုဖျားယောင်းသွေးဆောင်မှုလက်ဝတ်လက်စားများခိုးမှုနဲ့အလိုရှိနေတဲ့ရာဇဝတ်သားပေါ့ခမည်းဟာမောင်နေဝင်းမဟုတ်ပါဘူးဆိုရင်ကျွန်တော်ယုံအောင်ခမည်းမိမကိုကြည့်ရှုခွင့်ပေးပါလားဗျာဧည့်သည်ကိုလက်ဖက်ရည်ချမ်းကလေးတစ်ခွက်လောက်တဲပါစီလားဗျာကျုပ်ဒီမှာဆိုင်ဖွင့်ပြီးကောင်းရမ်းကောင်းဝယ်လှူစားနေရဗျခမည်းကအမှုခင်းရှာနေရသူဆိုရင်တော့အခုချက်ချင်းထွက်သွားရင်ကောင်းမယ်ထိုလူလည်းတယောပြုံးနှင့်ထွက်သွားသည်လင်မယားနှစ်ယောက်သည်အဖိုးတန်ပစ္စည်းများကိုထုတ်ပိုးကညာရင်းချင်းပင်အထက်သို့ဆန်ပြေးရပြန်သည်သားကလေးမှမူ3လမြသာရှိသေးသဖြင့်နုနယ်လာသေးသည်လမ်းခုလက်မှပင်ဖျားနာပြန်သည်မောင်နေဝင်းသည်သူ့ရုပ်တုထဲကအကောင်းဆုံးတစ်ခုဖြစ်သည်မျက်စိတစ်ဖက်မှိတ်ကအမဲချောင်းနေသည့်ခွေးရုပ်ပုံကိုထုတ်ရရောင်းလာသည်ဟာဒါနာမည်ကျော်တက်နေကြောက်စစ်တိုင်ကအယုတ်ပဲဒါမျိုးဘယ်ကားမှမထွက်ဘူးဘယ်သူမှတူမရရဲ့လက်ရပဲဟုဝယ်မိရုပ်ထုကုံတွေကပြောသည်ဟုတ်ပါတယ်အဲ့ဒီဆိုင်ကပဲဝယ်လာတာပါဟုအတွင်းကကြည့်၍ကျင်းနေရင်းဖြေသည်ဒီမျိုးသည်တောင်ကျင်း၌ရှိသည်မူလေးလဲအေးသည်မိုးလဲပြာသည်ဒီမှာပဲအခြေစိုက်ကြရအောင်ကလေးလဲနေလို့ကောင်းပြီသို့တော့အန်နီရကင်းအောင်မြို့နဲ့မိုင်20မြကွာသောမြို့ကလေးသို့ပြောင်းရွှေ့နေကြသည်မောင်နေဝင်းသည်သူရုပ်ထုတစ်ခုကိုရောင်းရပြန်သည်ဘာဖြစ်လို့ထုတ်နေရတာပြန်လဲဟုမက်ရွှေဖြူကမေးတော့ဆိုင်ဖွင့်ဖို့ငွေလိုရဲကွဒီတစ်ခါကျမစကားကိုနားထောင်စမ်းပါရှင်စေးရုပ်ထုဆိုင်မဲဖွင့်ပါဘာကြောင့်လဲအကိုလုတ်ပုံကြောင့်ကံကောင်းလို့ဖမ်းမမိတာမဟုတ်လားကြောက်ကုန်မှာထုချင်ရသလားအကိုရဲ့မယားနဲ့သားကလေးထက်တောင်ကြောက်စစ်ထုတာကိုပိုးရိပ်မှန်မောတာလားအခုခဏလေးအောင်ထားလိုက်ပါအောင်နောက်အခွင့်သာတော့ကြောက်ပြန်ကိုင်းတာပေါ့မောင်နေဝင်းသည်စိတ်မသက်မသာနှင့်ရှင်စေးကိုကိုင်းရသည်ဗုဒ္ဓရုပ်ပွားများကိုရှင်စေးဖြင့်လုပ်ရည်မိဖုတ်စေကြောက်တုံးကြောက်ပြားများကိုတင်လာသူကုံသည်များကိုမျှော်ငေးကြည့်မိသည်လမ်းလျှောက်သွားရင်းကကြောက်စစ်ဆိုင်များရှေ့ရောက်လျင်ခြေတော်များရက်တန့်သွားကသူ့မျက်လုံး၌ဒေါသမီဝင်းဝင်းတောက်လာသည်အိမ်ပြန်ရောက်လျင်တော့ဆူဆူသောရှင်စေးရုပ်များကိုလက်ဖြင့်နေ၍ချင်းမွားဖြစ်သည်ရှင်ပုတ်တွေကြောက်သားပဂရိကိုစစ်နိုင်ပါရဲ့ဒီအညက်ပတ်တွေကိုကိုင်နေရသဟိကိုအော်ကြီးဟကျဲအော်ပြောသည်ရွှေမဲဖြူသည်လမ်းထိပ်ကသူ့မျက်လုံးများမီးလိုပြောင်းလဲသည်ကိုလိုက်ကြည့်ရင်အကိုတော့ပျက်စီးတော့မှာပဲဟုညီးသည်
တနေ့တော့မောင်နေဝင်းထံမှကြောက်ရုပ်ထုများကိုဝယ်ခဲ့သည့်ကြောက်ရုပ်ထုကုံတဲ့ကတက်နေကြောက်စစ်ရုပ်များကိုထက်၍ရလိုရညာမေးဆန်းလာသည်သူကအထုပ်ထုပ်ကိုဖြီးပြကားကြည့်ပါဦးတက်နေကြောက်စစ်ဆိုင်ကရုပ်ထုတွေညံသွားလိုက်တာအရင်လိုမဟုတ်တော့ဘူးပြော၏ဒါအတူကြီးပဲဟုမောင်နေဝင်းကအော်နိုင်သည်ဟုတ်တယ်မြောက်မျက်နှာကိုကြည့်ပါလားတေးနေသလိုပဲအမူအရာမှမရှိပဲဒါတဲ့ခမည်းတော်တော်နားလဲပုံရတယ်နားလဲဖို့ကောင်းတော့ပေါ်ဟုမောင်နေဝင်းကတူတူပြောသည်ဟုတ်ပါတယ်ခမည်းအရင်တစ်ခါရောင်းသားတဲ့ခွေးရုပ်ကဒါမျိုးမှမဟုတ်ပဲမှန်တာပြောရရင်ဒီအယုတ်ကရောင်နှင်းပြည့်ကိုအမျက်ရသဗျအဲ့ဒီလိုကြောက်ရွံ့များတိမ့်ထားတာမရှိတော့ဘူးလားနေအောင်တက်နေကြောက်စစ်သမားထုတဲ့မြောက်ရုပ်ကဘလို့ဆိုတာခမည်းကိုပြအောင်မယ်ဒီလိုနဲ့မောင်နေဝင်းဤမြောက်ရုပ်ကိုရောင်းရပြန်သည်ရှင်စေးရုပ်ဆိုင်ပိုင်ရှင်ထံမှအန်ဩစပွဲစမ်းကြဲသောကြောက်ရွံ့များရာကြောင်းကိုလူသူတို့သိလာပြန်သည်6လမြကြာလင်စစ်သား3ယောက်ရောက်လာပြီးမောင်နေဝင်းလင်မယားကိုဖမ်းဆီးသည်မြို့သားမင်းယုံမှအတွင်းဝင်ပါလာသည်အထုပ်ပိုးကလေးများပင်မရစေဦးဗျာကျမတို့ကလေးကိုပစ္စည်းကလေးများလိုတယ်မဟုတ်လားပြီးတော့ရှင်တို့သတိထားနော်ဒီကလေးဟာမြို့သားမင်းရဲ့မိရှင်တို့ကြောင့်ဒီကလေးလမ်းမှာဖျားရင်နိုင်ရင်ရှင်တို့တောင်းဝင်ပဲစစ်သားများအရှင်းနိုင်စောင့်နေစေမောင်နေဝင်းနှင့်ရွှေမယ်ဖြူသည်ဆိုင်အနောက်ခန်းသို့ဝင်လာသည်ခွဲခွာကြရမယ်တော့မယ်နော်မောင်နေဝင်းသည်မယားနှင့်သားကလေးကိုနမ်းရင်ပြန်တွေ့ခင်ရှိတော်မူမဟုတ်ကိုသိမြင်သည်ပြီးတော့ဗရင်ပေါင်းမှခုန်ထွက်သွားသည်ကျမရှင်ကိုအမြဲချစ်နေမှတော့ကိုကြီးကြောက်ဆိုတာထိအောင်မထိတော့လိမ့်နဲ့တော့ဟုရွှေမယ်ဖြူကဗရင်ပေါင်းမှတိုးတီးညင်သာစွာပြော၍ကြင်ခဲ့သည်မောင်နေဝင်းသည်မယားကိုနောက်ဆုံးအကြည့်ဖြင့်အာရပါရကြည့်ရင်လက်တစ်ဖက်မြှောက်ပြလိုက်သည်အမြဲတမ်းခွဲခွာခြင်းပဲလေကွယ်ရွှေမဲဖြူအိမ်ပြန်ရောက်တော့အမေသေးပြီကိုတွေ့ရသည်အဖေသည်ရုပ်ချင်းအိုမိခဲ့သည်ခွင့်လွန်ပြုံးကိုမပြုံးနိုင်ပြီမိကလေးကမြင်ရတော့မျက်နာကအနှင်းငယ်ပြော့လာသည်တနည်းအားဖြင့်မောင်နေဝင်းထွက်ပြေးသည်ကိုလည်းသူကျင်းနေသည်ဖက်မိလာလင်တမက်ကိုဘာလို့ရမယ်မသိသို့တော့တမီဤကြီးကျယ်ခဏတော့ဘဝကိုဖျက်ဆီးသူတိမ်တောင်လုံးကိုစိတ်ဆင်းရဲခြင်းဖြစ်စေသူမောင်နေဝင်းကိုခွင့်လို့ရမင်းရတနှစ်ပြီးတနှစ်ကုန်သွားသည်မောင်နေဝင်း၏သတင်းကိုမကြားရတနေ့တွင်အမတ်ချုပ်သည်မြို့သားမင်း၏အိမ်သို့ညသာစားရန်ကြွရောက်လာသည်စကားစမီပြောရင်းကဘရင်မင်းမြတ်သို့မြို့သားမင်းလက်ဆောင်ဆက်ပူးသောရွှေမျက်နှာနဲ့ရုပ်အကြောင်းရောက်သည်အမတ်ချုပ်ကသူ့နိုင်လေရွှေမျက်နှာနဲ့ရုပ်တရုပ်ရှိသည်ဟုဆိုသည်ထိုနဲ့ရုပ်မှာဘရင်မင်းမြတ်အိမ်မှာရှိသောအယုတ်ကဲ့သို့ပင်လက်ရပြောင်မြောက်၍အန်ဩစပွဲစမ်းကြဲသည်တိတလက်ရတဲ့ဖြစ်ခြင်းဖြစ်နိုင်သည်စင်စစ်ပို၍ပင်အနုပညာမြောက်သည့်ရုပ်ထုဟုဆိုခြင်းသည်ပို၍ပင်လှပပျော်ပြောင်းသည်ဟုဆိုခြင်းသည်ဘရင်မင်းမြတ်ထံဆက်ဖို့သူဝယ်ယူလာခဲ့သည်အပရိသတ်အပေါင်းကမူရခင်ရွှေမျက်နှာရုပ်ထက်တူသောလက်ရမရှိနိုင်ဟုတန်တရားဖြစ်စေစားတောက်ပွဲပြင်ဆင်ပြီးသည်အမတ်ချုပ်လည်းတဖိတ်ဖိတ်တောက်သောကျွန်းသစ်တာကိုစပွဲပေါ်တင်စေသည်ဖွင့်လိုက်တော့တခန်းလုံးငြိမ်သက်တိတ်ဆိတ်သွားသည်ရုပ်ထုကရွှေမျက်နှာဤလွမ်းစရာအထုပ်ပတ်တီတက်တက်သည်ရွှေမယ်ဖြူသည်အကွယ်မှခိုးကြည့်ရင်မျက်နှာဖြူဘက်ဖြူရောဖြစ်သည်ဒါဟာသူပဲသူ့လက်ရပဲတဖန်ကိုမနှဲဆောက်တည်၍သတင်းကြားရလို့ကြားရညာနားဆွင့်ရပြန်သည်ကျောက်စစ်သမားကဘသူရုံးပြားဟုတဦးကမေးသည်အဲ့ဒါအန်ဩစရာအကောင်းဆုံးအချက်ပေါ့ကျောက်စစ်သမားကဒီအလုံးနဲ့အသက်မွေးသူမဟုတ်ဘူးသူ့ကိုတူမလေးကတဆင့်သိရတာဗျကလေးမကမင်္ဂလာဆောင်သွားစရာရှိလို့ကျုပ်ဇနီးရဲ့ကြောက်စိမ့်အတိပြီးရဲ့ငကလိန်လက်ကောက်ကိုငှားဝစ်တာကိုလက်ကောက်ကဗျာအမတန်အမှုစိတ်တဲ့ရှိလက်ရဗျခုခေတ်မှာဒါမျိုးဘသူမှမလုပ်နိုင်တော့ဘူးအဲ့ဒီလက်ကောက်တစ်ဖက်ဟာကျုပ်တူမကြောင့်ကျိုးသွားပါကောသူခမတိတ်ထိတ်လန့်ပြီးအစားထိုးဖို့ဒီလက်ကောက်မျိုးကြောက်စိမ့်သားကိုထွင်းထူနိုင်မဲ့သူအလိုရှိသည်ဟုကြော်ညာရတာပေါ့ဘဲကြောက်စိမ့်ဆိုင်ရာမှလှုပ်ပေးနိုင်တဲ့သူမရှိဘူးဒါပေမဲ့မကြခင်မဲ့စွတ်စွတ်ပြက်ပြက်နဲ့လူတယောက်ရောက်လာတယ်သူလုံနိုင်ပါတယ်လို့ဆိုတယ်တကယ်ပဲလက်ကောက်တစ်ဖက်ကိုတသွေမတိန်ထွင်းပေးပါတယ်အဲ့ဒါကသူ့အကြောင်းဥစွာကြားဘူးလား
ဘုရင်မင်းမြတ်ကရွှေမျက်နှာရုပ်တရုပ်တွက်ဖက်ရအောင်နောက်ထပ်လိုချင်တယ်လို့သတင်းကြားရရင်ပဲကျုပ်လည်းအဲ့ဒီလူကိုတွားပြီးတော့သတိရမိတယ်။ဒါနဲ့တရုတ်ပြည်ကအကောင်းဆုံးကြောက်ကိုကျုပ်မှာတာပေါ့။သူ့ကိုခေါ်ခိုင်းလိုက်တော့တခိုးမိလာသလိုကြီးကန်းတောင်မောင်ဖြစ်နေရှာသေးတယ်ဗျ။ဘုရင်မင်းမြတ်မှာရှိတဲ့ရွှေမျက်နှာနဲ့ယုံမျိုးထုပေးခြင်းနေလို့ပါလို့မနေနားလေအောင်ပြောရတယ်။ဘုရင်မင်းမြတ်ရဲ့ပတ်ချလေနေတဲ့တောင်အရှင်အကြောင်းပြောတော့သူ့မှာတွန့်ငနေဖြစ်သွားတယ်။ဘာမှတော့မပြောဘူး။ကြောက်သားကိုမြင်တော့ဖြင့်တောင်မျိုးကလှမ်းကြည့်တယ်။ကြောက်ကောင်းရဲ့လားကျင်းနေရဲ့လားမေးတော့တော်ပါတယ်အမှန်တော့ကျုပ်တက်တက်လုံးဒီလိုကြောက်စိမ့်အဖြူတက်တက်ကိုထုကျင်လို့စောင့်လာခဲ့တာပဲ။ကျုပ်ထုမယ်ဒါပေမဲ့အဖို့ခါတော့မယူပြရစေနဲ့။ပြီးတော့ထုနေစဉ်အတွင်းဘာအနှောင့်အယှက်မှမလို့ခြင်းလို့ပြောတယ်။သူစိတ်ကူးမှရှိတဲ့တဲ့တန်းကလွတ်လွတ်လပ်လပ်ပုံဖော်ရှင်လို့ရလေဒါနဲ့သူ့ကိုအခန်းတစ်ခုပေးပြီးကရိယာအပြည့်စုံနဲ့အေးခင်းလေးတစ်ခုထားပေးလိုက်တယ်အတော်ဆန်းတဲ့သူဗျဘယ်သူကမှလည်းစကားမပြောဘူးအလိုရှိရာအပို့လာတဲ့အစီကံတွေကိုလည်းပြပြမဆက်ဆံဘူးအယုတ်ထုနေတော့ဖြင့်တစေဝင်နေသလားအောက်မရတယ်9 လလုံးကြာမှသူ့ရုပ်ထုကိုပထမဆုံးကြိမ်မြင်တွေ့ခွင့်ရတယ်ဗျအချောသက်ဖို့နောက်ထပ်3 လအချိန်ယူလိုက်သေးတယ်ပြီးပြီလို့မြင်လိုက်ရရင်ပဲကျုပ်ဖြင့်မလဲအောင်အတော်ထိန်လိုက်ရတယ်ကြောက်ရုပ်ကခမားတို့မြင်တဲ့အတိုင်းပဲလေကြောက်စစ်သမားကတော့အမတန်ဆက်နဲ့မျက်နှာထားမှုရနဲ့သူ့ရုပ်ထုကိုသူပြန်ကြည့်တယ်ကျွန်တော်ကပဲကျေးဇူးတင်ပါသေးတယ်အမှန်တော့ဒါဟာကျွန်တော်ရဲ့ဘဝဇလန်းကိုတရုပ်ဖော်လိုက်တာပါပဲဟုပြောလိုက်သေးရဲ့ဗျကျုပ်လည်းဘာမှမပြောနိုင်ခင်သူထွက်သွားတာပါပဲသူ့နောက်လိုက်ခိုင်းတော့ရှာမတွေ့တော့ဘူးအဲ့ဒီကစပြီးသူဟာလုံးဝပျောက်ကွယ်သွားတော့တယ်ထိုကနာ၌ဆူရှာစွာအော်လိုက်သောမိမအတန်ကိုကြားရသည်မျိုးသားမင်းကြီးသည်အပြေးထသွားလျင်ကျမ်းမော်၌လဲနေသောသမီးရွှေမဲဖြူကိုတွေ့သည်တခြားဧည့်သည်များကတော့မထနိုင်ကြအော်လိုက်တန်သည်နှလုံးအသေးကွဲသည်ကဲ့သို့နာကြီးတန်သည်မျိုးသားမင်းရဲ့သမီးအတန်ပဲရုတ်ထုကအမှန်တကယ်တော့ရွှေမဲဖြူနဲ့ရုပ်သာဖြစ်ပါတယ်ကြောက်စစ်သမားကလည်းတခြားသူမဟုတ်ပါဘူးရွှေမဲဖြူရဲ့ယောက်ျားမောင်နေဝင်းပါပဲဟုအကြောင်းသိသူတယောက်ကပြောပြသည်ရွှေမဲဖြူသည်သတိပြန်လည်လာခြင်းပင်လူအလုံးရှိမှကြောက်ထုရှိရာသို့လာသည်လက်များကိုဆန်နှန်းကရုတ်ထုကိုကင်သည်ပြီးတော့ထိုရုတ်ထုအားလင်းသည်နှင့်ပြန်လေတွေ့ဆုံရသလိုခွာမရနိုင်အောင်ဆုပ်တွေ့ထားသည်အမတ်ချုပ်သည်ထိုကြောက်ရုပ်ကိုရွှေမဲဖြူအားပေးခဲ့သည်ရွှေမဲဖြူအဖိုးစိတ်သက်သာရာဖြစ်မည်ဟုထင်သည်သို့တော်မိန်းကလေးသည်တနေ့တခြားအသွေးသားများအစားခံရသလိုရောပါအားနေလာသည်မောင်နေဝင်းကိုရှာ၍မတွေ့နိုင်တော့ကဲယောဂတစ်ခါကြာရောက်သည်တွင်ကြောက်စစ်သမားမောင်နေဝင်းဤသားပါသွားပြန်တော့ရွှေမဲဖြူသည်စပင်များကိုဖျက်၍သီလရှင်ပြုလေသည်သူ၌ကိုပိုင်ပစ္စည်းဟု၍ရွှေမျက်နှာနှင့်ရုပ်သာပါလာသည်သူသည်သီလရှင်ကျောင်းတွင်အခန်းတစ်ခန်းနှင့်အထီးထဲနေထိုင်က2 နှစ်ကြာတွင်အနေစာရောက်သည်သို့လျှင်တောကလောင်မြိုက်ခဲ့ရသောရွှေမျက်နှာလည်းတည်ဆုံးခဲ့ပြီးရွှေမဲဖြူကြောက်ရွံ့သာကြံ့ရည်သည်နားဆင်မိခဲ့ရတဲ့ကျေးဇူးတင်ပါတယ်ရှင်